အားလုံးပဲမင်္ဂလာပါဆရာကတော့ Treasure Land Education က admin Olip ဖြစ်ပါတယ်ဒီနေ့မှာတော့တစ်တော်ကြီးတစ်ခုထဲကတငယ်ချင်း3ယောက်အကြောင်းကိုပြောပြမယ်နော်ဟိုးရှေးတုန်းကတက်ပင်ကြီးတမဲအောက်မှာယုံလေးရယ်မြေခွေးရယ်နွားကြီးရယ်စကားစမြည်ပြောနေကြတဲ့ယုံလေးကပြောလိုက်တယ်ငါကတော့အမြန်ဆုံးပြည့်နိုင်တဲ့လူပဲဒီတက်တော်တစ်ခုလုံးမှာငါအမြန်ဆုံးလို့ပြောတဲ့အဲ့ဒီအချိန်မှာပဲမြေခွေးကပြန်ပြောလိုက်တယ်ဉာဏ်ဆန်မှုကအရာရာမဟုတ်ဘူးမြေပြင်ကိုအတုံးချတတ်ရင်ရွေရှားတဲ့ပုံကိုလည်းပြောင်းလဲနိုင်တယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲနွားကြီးကရွေရှားမှုနဲ့တက်ဆိုင်တဲ့အံ့ဩဖွယ်၃ခုကိုမင်းတို့ကိုပြောပြမယ်ဆိုပြီးတစ်ပင်ဖျားတနေရာကိုခေါ်သွားပြီးတော့စမ်းသပ်မှု၃ခုကိုပြောပြတယ်နွားကြီးဟာမြခင်းပြင်ပေါ်မှာရှိနေတဲ့တက်လုံးတစ်ခုကိုတွန်းပြတယ်တက်လုံးကြီးကရွေသွားပြီးမြခင်းနေရဲ့မညီညာမှုကြောင့်ဖြည်းဖြည်းချင်းရက်သွားတယ်အားတစ်ခုမတက်ရောက်ရင်အရာဝတ္ထုဟာသူ့ဟာသူမရွေဘူးလို့နွားကြီးကရှင်းပြတယ်။အဲ့ဒီအချိန်မှာပဲယုံကလေးကတက်လုံးကိုတွန်းတဲ့အခါမှာတက်လုံးကမရွေဘူး။နွားကြီးတွန်းတဲ့အချိန်မှာအလွယ်တကူရွေပေမဲ့ယုံလေးတွန်းတဲ့အချိန်မှာမရွေတဲ့အတွက်နွားကြီးကပြန်ပြောတယ်။ဒါပဲအားကိုဘလောက်အတုံးချမလဲဆိုတာကအရေးကြီးတယ်လို့ပြန်ပြောပြန်တယ်။အဲ့ဒီအချိန်မှာပဲမြေခွေးကအနားမှာရှိတဲ့ရေအိုင်ထဲကတက်တုံးတုံးပေါ်ကိုခုန်တက်လိုက်တယ်ခုန်တက်လိုက်ပြီးတော့တက်တုံးကလှုပ်တာနဲ့သူကကမ်းပေါ်ပြန်ခုန်တက်လာခဲ့တယ်တက်တုံးရွှေ့သွားတာကိုမြင်တော့တွန်းလိုက်တိုင်းပြန်ကန်အားဆိုတာရှိတယ်လို့နွားကြီးကပြောပြန်တယ်ယုံလေးနဲ့မြေခွေးကနွားကြီးကိုဘာကြောင့်မို့လို့ဒီလိုတွေဖြစ်ရတာလဲလို့မေးတဲ့အခါမှာနွားကြီးက Isaac Newton လို့ခေါ်တဲ့ပညာရှင်ကြီးကဒီနိယာမတွေကိုပြောပြခဲ့တယ်လို့ပြန်ပြောပြလိုက်တယ်။အခုဗီဒီယိုမှာပြောပြမယ့်သင်ခန်းစာ၃ခုကတော့ Grade 10 Physics Chapter 3မှာပါတဲ့ Newton ရဲ့နိယာမ၃ခုပေါ်အခြေခံထားတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့မပြောပြခင် Newton ရဲ့ဘဝခရီးကိုအရင်ကြည့်ရအောင်။ Newton ကို1642ခုနှစ်အင်္ဂလန်နိုင်ငံကကျေးရွာလေးတစ်ရွာမှာမွေးဖွားခဲ့တယ်။သူဟာသိပ္ပံနဲ့ပတ်သက်တဲ့အရာတွေကိုအမြဲတမ်းစဉ်းစားတွေးခေါ်တဲ့ကလေးတစ်ယောက်ဖြစ်တယ်။သူတက္ကသိုလ်ရောက်တော့ကမ္ဘာပေါ်မှာပလေယောဂါကြီးဖြစ်တဲ့အတွက်သူ့ရွာကိုပြန်သွားရပြီးလေ့လာကြရတယ်။တနေ့တော့သူဟာဥယျာဉ်ထဲမှာပန်းဒီတစ်လုံးကျတာကိုမြင်လိုက်ရတယ်။သူ့စိတ်ထဲမှာမေးခွန်းတွေပေါ်လာတယ်။ပန်းဒီကဘာကြောင့်အောက်ကိုပဲကျတာလဲ။ဒီအဖြေတွေကနေသူ့ကိုရွေရောက်မှုနိယာမတွေရှာဖွေနိုင်ဖို့စတင်လိုက်တာပါပဲနျူတန်ရဲ့ပထမဆုံးနိယာမကတော့ law of inertia လို့ခေါ်တယ်အရာဝတ္ထုတစ်ခုဟာပြင်ပအခြေအနေမတက်ရောက်တဲ့၍သွားနေတဲ့အရာကဆက်လက်သွားနေမှာဖြစ်ပြီးတော့ရက်နေတဲ့အရာဟာဆက်လက်ရက်နေမှာဖြစ်တယ်ဆိုတာပါပဲနွားကြီးဟာတက်သုံးကိုတွန်းလိုက်တဲ့အတွက်ရက်နေတဲ့တက်သုံးကြီးဟာပြင်ပတက်ရောက်မှုရှိတဲ့အတွက်ရွေသွားတာဖြစ်တယ်တကယ်လို့သာနွားကြီးမတွန်းရင်တက်သုံးဟာသူ့နေရာမှာသူအမြဲတမ်းရက်နေမှာပဲဖြစ်တယ်နျူတန်ရဲ့ဒုတိယနိယာမကတော့အားကိုရချင်ရင်ဘလောက်ရွေ့သွားသလဲဆိုတာနဲ့ဘလောက်အရှိန်ရွေ့သွားသလဲဆိုတာကိုမြှောက်ပေးရမှာဖြစ်တယ်။အားဟာဓာတ်ထုနဲ့အရှိန်ကိုမြှောက်ထားတာနဲ့ညီတယ်။ဥပမာတက်သုံးကိုတွန်းလိုက်တဲ့အခါအားများလို့ရှိရင်ရွေ့သွားမှာဖြစ်ပြီးတော့အားနည်းလို့ရှိရင်ရွေ့သွားခြင်းမရှိဘူး။ရွေ့သွားခြင်းမရှိဘူးဆိုလို့ရှိရင် force မရှိဘူးလို့ပြောနိုင်တာဖြစ်တယ်။နောက်ဆုံးတစ်ခုကတော့လှုပ်ဆောင်မှုနဲ့တုံ့ပြန်နိယာမလို့ခေါ်တယ်။ဘယ်အရာမဆိုတွန်းလိုက်တိုင်းအားတစ်ခုတက်ရောက်လိုက်တိုင်းမှာသူ့ရဲ့တန်ပြန်တဲ့အားဆိုတာတက်ရောက်မှုရှိတယ်။ညီခွေးကမြစ်ထဲကတက်သုံးပေါ်ကိုခုန်ချတော့တက်သုံးကလှုပ်ခတ်သွားတာဟာဆိုလို့ရှိရင်တုံ့ပြန်တဲ့အားကြောင့်မလို့ဖြစ်တယ်။တကယ်တော့ဒီနိယာမတွေဟာနျူတန်ကပထမအဆုံးတွေ့ရှိခဲ့ရတာမဟုတ်ပါဘူး။ဂရိအတွေးခေါ်ပညာရှင်အရစတိုတယ်ဟာလည်းဒီနိယာမတွေနဲ့သက်ဆိုင်တဲ့အတွေးခေါ်တစ်ခုကိုပြောပြခဲ့ဘူးသလို1500ပြည့်နှစ်မှာနက္ခတ္တပညာရှင်ဂယ်လီလီယိုဟာလည်းဒီနိယာမတွေနဲ့သက်ဆိုင်တဲ့အတွေးခေါ်ကိုလည်းချပြခဲ့ဖူးပါတယ်။ဒါပေမဲ့နျူတန်ကအရစတိုတယ်ရဲ့နိယာမနဲ့ဂယ်လီလီယိုရဲ့နိယာမကိုသိပ္ပံနည်းကျဖော်ထုတ်ခဲ့တာဖြစ်ပြီးနီးစနစ်တကျချပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။နျူတန်ရဲ့နိယာမတွေကတိကျပြီးရိုးရှင်းပေမဲ့အာဂါသထဲမှာတော့မမှန်ပါဘူး။အိုင်းစတိုင်းဟာနျူတန်ထက်ပိုတိကျတဲ့နှိုင်းရဒီဂရီကိုဖ
ဖော်ထုတ်ခဲ့တယ်အဲ့ဒါလိုပဲ quantum ကဘာထဲမှာဆိုရင်လဲ quantum mechanics ကိုသုံးရတာဖြစ်တယ်ဒါဆိုရင်နျူတန်ကမှားသွားပြီလားဆိုတော့မေးခွန်းရှိတယ်ဒါပေမဲ့မဟုတ်ပါဘူးနေ့စဉ်ဘဝမှာနျူတန်ရဲ့နိယာမကိုပဲအသုံးပြုရမှာဖြစ်တယ်ဘာကြောင့်မို့လဲဆိုတော့ဒီကဘာပေါ်မှာဟာဆိုရင်နျူတန်ရဲ့ gravitational force အပေါ်မှာပဲအခြေခံပြီးတွက်ချက်ရတာဖြစ်တဲ့အတွက်ဒီကဘာမှာကတော့နျူတန်ရဲ့နိယာမတွေဟာယခုချိန်ထိမှန်ကန်နေတော့မှာပဲနျူတန်ရဲ့ကျေးဇူးကြောင့်မို့လို့သူ့ရဲ့နိယာမတွေကိုမင်းတို့သဘိန်းစီးတဲ့အခါဖြစ်စေဘောလုံးကန်တဲ့အခါဖြစ်စေတွေ့နိုင်တာဖြစ်တယ်ဒါပေမဲ့တိတ်ပံဆိုတာအမြဲတမ်းအဆုံးမရှိဘူးဆိုတာကိုသတိရပေးပါနောက်ထပ်သိပ္ပံပညာရှင်တွေသတ်မှတ်တဲ့နိယာမအသစ်တွေဟာဆိုလို့ရှိရင်အသက်သောတွေ့ရှိချက်တွေပေါ်အခြေခံပြီးတော့နိယာမတွေကအမြဲတမ်းပြောင်းလဲနေတယ်ဆိုတာသိထားရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်